Okay, alo mingla wa di ni mine ma so yin ka ba phla ausu si ma so yin shin mingပွဲစဉ်တွေရှင်မင်ကစားကြတာဗောနော်အဲ့မှာဆိုရင်ဘရာဇီးနဲ့မော်ရိုကိုက1-1နဲ့တည်ရလာထွက်သွားတာဗောနော်အဲ့ဒီတည်ရလာထွက်သွားတဲ့ကြောင့်တည်ရလာထွက်သွားတဲ့ကြောင့်ကျန်တဲ့ပွဲစဉ်တွေပွဲမှာလဲဘရာဇီးရောမော်ရိုကိုရောနှစ်ပွဲစလုံးအနိုင်ရမှာပဲနောက်တစ်ဆက်တင်လန်ဖို့အခွင့်အရေးရှိမှာဗောနော်နှစ်ပွဲစလုံးကျန်တဲ့လက်ကျန်ပွဲနှစ်ပွဲစလုံးကိုအဲ့ဒီဟီတီနဲ့ပွဲစဉ်ရောအဲ့ဒီစကော့တလန်နဲ့ပွဲစဉ်ရောကိုနှစ်ပွဲစလုံးနိုင်မှာပဲနောက်ဆက်တင်လန်ဖို့အခွင့်အရေးကိုရမှန်းနေတာကိုရှိမှာဗောနော်โอเคအဲ့ဒီပွဲမှာဆိုရင်မော်ရိုကိုနဲ့ဘရာဇီးပွဲမှာဆိုရင်ကြည့်လိုက်မယ်ဆိုရင်မော်ရိုကိုဘက်ကနေပြီးတော့ပွဲကိုစိုးမိုးထားတာကိုတွေ့ရတာဗောနော်ဘရာဇီးကနေပြီးတော့ပါတယ်ဖြစ်နေလည်းမသိဘူးကစားကွက်ကစားဟန်တွေပျောက်ဆုံးနေတာကိုကျွန်တော်တို့တွေ့နေရကျွန်တော်တို့တွေ့မြင်နေရပါဗောနော်အဓိကဘရာဇီးရဲ့ကွင်းလက်မှာဆိုရင်ပါတယ်လိုအပ်ချက်ရှိမှန်ကိုမသိဘူးဖြစ်နေတယ်โอเคမော်ရိုကိုကကျတော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရအောင်ဗောနော်ဒီပထမ21မိနစ်မှာပဲအဲ့ဒီဆာဗီလီယာနေပြီးတော့ပထမဦးဆောင်ကိုသွင်းပေးထားတယ်ဒါပေမဲ့အဲ့ဒီ32မိနစ်မှာဆိုရင်ဗီနီရှီယာနေပြီးတော့ချစ်ပေါက်ကိုပြန်သွင်းနိုင်ခဲ့တယ်အဲ့ဒီပထမပိုင်းရလာဆိုတဲ့အတိုင်း1-1မှာပဲဒီပထမပိုင်းဆိုတဲ့1-1ဆိုတဲ့ရလာနေပဲပွဲကပြီးသွားတာဗောနော်အဲ့ဒီဒုတိယပိုင်းမှာဆိုရင်အဲ့ဒီဘရာဇီးဘက်ကလူစားလက်မှုတွေအများကြီးလုပ်တယ်ကစမဲလိုတဲ့ညမှာဆိုရင်ဖာဖင်ညိုတို့လိုဖာဖင်ညိုလိုကွင်းစက်သမားတွေဝင်လာတယ်ဒါပေမဲ့အပြောင်းလဲကြီးတစ်ခုတော့ကြီးမားတဲ့အပြောင်းလဲကြီးတစ်ခုဒီကျွန်တော်တို့မတွေ့ရဘူးဗောနော်ဒါပေမဲ့သူရဲ့ဘောလုံးပိုင်ဆိုင်မှုကြတော့ဘရာဇီးပဲကနေပြီးတော့အသာစီရယူထားနိုင်တယ်နောက်ပြီးတော့ကိုဘကန်သွင်းပြီးမှဆိုရင်လည်းကိုဘကန်သွင်းပြီးမှဆိုရင်မော်ရိုကိုပဲရပြီးတော့14ချိန်နဲ့ဖြစ်နေတာကိုဦးဆောင်ထားတာကိုကျွန်တော်တို့တွေ့နေရပါဗောနော်ဒီကိုဘတက်ပေါက်မှုပိုင်းမှာဆိုရင်လည်းဘရာဇီးရပြီးတော့ကိုဘတက်မမှုပုံမှုရှိခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတာဗောနော်โอเคအဲ့ဒီပွဲကကြတော့အဲ့ဒီပွဲကိုကြည့်လိုက်မယ်ဆိုရင်တော့မော်ရိုကိုပဲကနေပြီးတော့ဆက်ဆက်ရအသာစီရယူထားနိုင်တယ်ကိုကျွန်တော်တို့တွေ့နေရတော့ဗောနော်โอเคအဲ့ဒီပွဲက1-1ဆိုတဲ့တည်းရလာကြဘရာဇီးရောမော်ရိုကိုရောနောက်တစ်ပွဲမှာနှစ်သိကျန်တဲ့လက်ကျန်ပွဲနှစ်ပွဲစလုံးကိုအနိုင်ရမှာပဲနောက်တစ်ဆက်တက်လန်မှာပဲတက်လန်နိုင်မှာပဲဖြစ်တာဗောနော်ကျန်တဲ့လက်ကျန်ပွဲနှစ်ပွဲမှာဆိုရင်လောကအမခံလို့မရတော့ဘူးမော်ရိုကိုရောဘရာဇီးရောကျန်တဲ့လက်ကျန်ပွဲနှစ်ပွဲကဘယ်သူနဲ့ကံမလဲဆိုတော့ဟီတီရဲ့စကော့တလန်ရဲ့โอเคနောက်တော့ပွဲစဉ်တစ်ခုဖြစ်တယ်အဲ့ဒီဟီတီနဲ့စကော့တလန်ပွဲမှာဆိုရင်အဲ့ဒီစကော့တလန်ကဟီတီကိုတကူကူမရှိနဲ့အနိုင်ရထားရပြီးတော့ဒီအောက်စုစီကိုပထမနေရာမှာဥဆောင်ထားတာကိုကျွန်တော်တို့တွေ့နေရကျွန်တော်တို့မြင်နေရပါတော့အဲ့ဒီစကော့တလန်အတွက်အနိုင်ကိုအဲ့ဒီပွဲချိ28မိနစ်မှာဆိုရင်မင်ကင်ကတွင်းပေးထားတာကိုကျွန်တော်တို့တွေ့ရတာပါနော်အဲ့ဒီပွဲကြတော့လည်းတော်တော်လေးကောင်းမွန်တဲ့အနေတခုရှိတာပါနော်အဲ့ဒီစကော့တလန်ပဲလည်း PVCC ကစားတယ်ဘယ်လိုမျိုးလဲနီးပြမြအပိုင်းမှာဆိုရင်လည်းအရန်ကြီးကိုမှ PVCC ကစားတာကိုကျွန်တော်တို့မြင်နေရတာပေါ့နော်နောက်ပြီးတော့ Hiti ဘက်ကလည်းပဲဒါအဲ့ဒီဒုတိယပိုင်းပွဲပြီးခိနန်ဒီမှာဆိုရင် Scotland ကိုတော်တော်လေးဖိအားပေးပြီးတော့ကစားတာကိုကျွန်တော်တို့တွေ့မြင်နေရတာပေါ့နော် Okay အခုအောက်စုစီမှာဆိုရင် Scotland ရဲ့နိုင်ပွဲကြောင့်ဘရာဇီးနဲ့မော်ရိုကိုတို့နောက်တစ်ဆက်တက်လန်ဖို့ဘယ်တင်ရမြန်နောက်တစ်ဆက်တက်လန်ဖို့ခွင့်ရရှိပါမလဲပေါ့နော်အဲ့ဒါကတော့ဒီအောက်စုစီမှာဆိုရင်လောကစိတ်ဝင်စားဖို့အခြေအနေကောင်းလို့ရပေါ့နော်တစ်ဖက်မှာလည်းဘရာဇီးတင်ရကြတော့တက်သွားတဲ့ခြေစားလောကကိုအားရစရာမရှိတဲ့အနေအထားတစ်ခုမှရှိနေတော့ကိုကျွန်တော်တို့တွေ့ရပါတော့။ Okay ဒီနေ့ကျတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တော့ပွဲစဉ်တွေမှာတွေ့ကြအောင်ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ထားနေမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်။